ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ် မင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့ရဲသူရင်စိတ်ဖြစ်ပါတယ်ကျွန်တော်ကတော့ design page ပေါင်းမှလည်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားပြီးမှာတော့ကျွန်တော်တို့ Canny Master ပါနော် Canny Master new version ရဲ့ကိုလုံးမြောက်ကိုတွားမှာပါကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့စားလိုက်ရအောင်နော်ဟုတ်ပြီကျွန်တော်တို့ကိုလုံးမြောက်ကောင်းလုံးမြောက်တွေကဘာလဲဆိုရင်ကျွန်တော်တို့ hero ဥဆိုလဲကျွန်တော်ကောက်ယူသည်ဆိုတဲ့ candy လေးဖြစ်ပါတယ် hero ဥမှာဆိုရင်ကျွန်တော်တို့ကအပိုင်းလေးနှစ်ပိုင်းပါပါတယ်ဒီရှေ့ကကျတော့ကျွန်တော်တို့က let ဆိုတဲ့ candy လေးပါမယ်အနောက်ကကျတော့ကျွန်တော်တို့ကကိုင်းမြည်သည်ဆိုတဲ့ candy လေးပါပါတယ်နောက်ကကိုင်းမြည်သည်ဆိုတဲ့ candy လေးပါပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကအလွယ်မှတ်ရအောင်ပေါ့နော်အလွယ်မှတ်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုမှတ်မလဲပေါ့နော်ဒီအလွယ်မှတ်မယ်ဆိုရင်ကျွန်တော်ကဘယ်လိုမှတ်မယ်ပေါ့နော်let နဲ့ကိုင်းညီတဲ့ဟာတွေကိုကောက်ယူမယ်။နော်ဒါဆိုရင်ပြန်ပြောမယ်။လက်နဲ့ကိုင်းညီမှုရှိတာတွေကိုကောက်ယူသည်နော်ဒါဆိုရင်ကျွန်တော်တို့ကြည့်အောင် hero ဦးကောက်ယူသည်ပြီးတော့ရင်ရှုတိုခုပုစကောက်ရဖြစ်စီနော်ဂျူမန်အန်ရန်စေတာအားလုံးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှတွေ့ပါမယ် like and subscribe ခေါင်းလောင်းလေးနှိပ်ပေးခဲ့ပါဦး